နောက်တစ်ခါကတော့ခက်ချင်းလေးနဲ့ငါရှောင်းလေးနဲ့ရှင်းပါပါကြည့်ပြပါဦးကဲဒါလေးတွေကိုစက်တင်နဲ့စက်တင်နဲ့ချိန်ပါတော့ဒီစိမ်းလေးနဲ့တက်တက်လေးနဲ့ချိန်ပြပါမယ်။ပြင်ထက်မှာပါ။ဒါလေးတော့ပိန်သိန်းရွက်လေးပေါ့နော်။ဒီကတက်တာလေးမှာအရင်ကနေ့မှာထက်ပိန်သိန်းရွက်တွေ။ဒီမရှောက်လေးရှိမှာပေါ့နော်။ဒီကောင်လေးနဲ့ဆင်းရင်ဒီလေးနဲ့အရင်ကကြော်လိုက်ရင်ကြော်ပြီးသွားရင်ဒီဝါရှိဆင်းရင်ဒီလေးနဲ့ဒီမှာကြော်ချက်ရှိမှာပေါ့ဒါလေးစီးပါဦး။ဒီနားလေးကြီးပေါ့နော်။ကောင်းလေးကြီးကြော်မှာပါ။စောပါကြီး။ဒါကြီး။တော့ခဏလေးမဲဝါပြီ။အဲ့ဒါဆဲလိုက်မယ်နော်။ခက်ကြီးတုံးလုံးထက်။ခက်ကြီးကြီးကကြီးရကြ။ခက်ကြီးကြီးကနှစ်နှစ်ပေါ့နော်။အဲ့ဒီမျိုးကြီးတော့ခက်ကြီးကြီးအတက်မပေါ်လုံးရတာရှုပ်တော့နော်။ဒါလေးလုံးပြီးတော့မှဒီရင်းနဲ့ခလိုက်ရအောင်နော်ရတာကြီးတော့ဖြတ်ပြီးတော့စားလို့ရတာမဟုတ်လို့ဒါလေးအုပ်တာပေါ့နော်ဆောင်းလာရဲ့ဒီလိုဖြစ်နေတယ်နော်ဒါလေးကိုဆက်ပြီးကြပါမယ်အုတ်ထားပါရဲ့။ခင်းလေးလေးကဖြစ်သွားပြီဆိုရင်တော့ဒီချောင်းလေးနဲ့ဆန္ဒကြော်ထားတဲ့ငါးလေးနဲ့ဒီခဏလေးကပြင်ရင်းအုပ်မှာပါနော်။ဒါလေးကိုအထုံးကောင်းမှာဖြစ်ပါတယ်။ဒါလေးကိုတူမှာပေါ့နော်ဒါလေးကိုစိတ်ပြီးမောင်းလောင်းဒါလေးကိုနော်ဒီမောင်လောင်းလေးနဲ့ပေါ်ပြီးနဲ့တူထားတယ်ဆက်ချင်ဒီကလေးတော့နှစ်လေးလိုက်ပါနော်ရှယ်ပါပဲပြန်ချလိုက်ပါပြီပင်းလေးနဲ့ထည့်ထားမှုနော်ရှောင်းလိုက်ဒီမောင်လောင်းလေးနဲ့ပေါ်ပြီးနဲ့တူထားမှာပေါ့နော်အဲ့ဒါဖြစ်တာဖြစ်နေတယ်